ညီမလေးတယောက်ခုံပြခိုင်းထားတယ်red tower လေးခုံပြမဖြစ်ပါရဲ့ဟို pink tower ခုံပြတော့ကပေါ့နော်အတုံးက comment လာမဲ့တော့ဖြစ်ပါရဲ့ဒီမှာစာလေးလေးရေးထားပါရှင့်သူကနာမည်လေးကကြတော့ကူလိုဆိုတော့မသိဘူးပေါ့နော်နာမည်လေးကဘာလဲတော့မသိဘူးခုံတော့ခုံပြလိုက်ပါမယ်ရှင့်ညီမလေးကဟို pink tower လေးကိုအဲ့ pink tower ID လေးကိုလည်းတောင်းနေပါတယ်ဟုတ်တော့အဲ့ ID ကြတော့ပေါ့နော်copy မြူထားတော့ပြပြများတော့ပေါ့ရှင် sorry ပါနောက်ခါကျရင် copy ယူထားပါမယ်ရှင် copy ယူမိတော့လို့ပါနောက်ကတန်လေးတိခမိပါရှင်တော်ဒီကားကြီးတော်များရင်နော်သူက red tower လေးကလည်းအရင်ကြိုက်ပါရဲ့ရှင် red ကတော့တိတ်မကြိုက်တဲ့ကြိုက်ပေါ့နော်သူကအရင်ကြည့်အောင်လုပ်ထားသူကိုယ်တိုင်စောက်ထားလားမသိဘူးပေါ့နော်ဒီတော့မသိဘူးသူကိုယ်တိုင်စောက်ထားလားတော့မသိဘူးပေါ့နော်အစားနေပြန်ခုံပြလိုက်မယ်ပေါ့နော်ဒီနားကနေပြန်ခုံပြလိုက်ပါမယ်အစားနေတော့ပြန်မခုံပြတော့ဘူးပေါ့နော်ဟိုပိုင်းပြန်ရင်တော်တော်ပျော်မယ်လို့တော့ထင်ပါရဲ့ဒီညမလေးကိုအိုးဘိုင်းပြန်လို့တော့မရဘူးနော်ဒီစာလေးနဲ့ပဲပြန်ပေးပါမယ်ရှင်အားလုံးလည်းချပါရဲ့အားလုံးကိုလည်းပေါ့နော်အားလုံးကိုလည်းဝပိုင်းပြန်ပေးပါမယ်အခုကတော့ဝပိုင်းမပြန်နိုင်သေးဘူးပေါ့နော်ဝပိုင်းပြန်နေဆိုရင်တော့မှစာလေးနဲ့ပြန်ပေးပါမယ်ရှင်သူကလည်းစီတီမက်နားမှာလာလောက်ထားပေါ့နော်သူအချေးပဲပြက်ကြမှာဆိုရပေါ့နော်ဒါပေမဲ့ခုံပြမယ်ပေါ့နော်မပြောမှဆိုလို့ပြောအောင်ခုံပြလိုက်ပါမယ်နိုင်တော့မယ်ပေါ့နော်နည်းနည်းတော့ချန်နေပါရဲ့သူလောက်ထားတာလေးကအရင်လာပါရဲ့ကျောင်းသားရောက်တယ်ပေါ့နော်သူလောက်ထားသူကိုယ်တိုင်လောက်ထားလားမသိဘူးဒါမှမဟုတ်တော့မမမြင်ရှာထားလားသူကိုယ်တိုင်လောက်ထားလားတော့မသိပါဘူးရှင်ဒါနဲ့ခက်တယ်ပေါ့နော်အမလေးပြောတော့မပြောသေးဘူးပြုတ်ကြတယ်ကခကြတခုနတော့နော်တခုနတော့လေမမတယောက်ကိုပိုင်းညံနေ sorry ပါရှင်ဒီမှာမောင်လေးရလာပြီးတော့ဟိုနောက်ဒီနေ့မြန်မာကျောင်းသားတယောက်အနေနဲ့ဂျပန်နိုင်ငံမှာပထမဆုံးပညာသင်ရမယ်ဆိုတော့အရင်ပဲဒါတွေကနည်းနည်းဟိုကြောက်ရှာကောင်းတယ်ဒါလေးကဘယ်လိုလုပ်ထားလဲမသိဘူးနော်မိုက်တာတော်တော်လေးချစ်ဖို့ကောင်းပါရဲ့ဟုတ်လားအတန်နဲ့တို့လိုက်ဟိုပိုင်းညံမိလိုက်နော်အတန်နဲ့တို့လိုက်လို့ID လေးကတော့မပြောပြတော့ပါဘူးဘာလို့လဲဆိုဟိုညီမလေးပဲခုံပြခိုင်းတော့ဟိုညီမလေးကိုပဲသွားမိပါသူနာမည်ကဘာလဲတော့မကြည့်ဘူးနော်အဲ့တော့ဟိုညီမလေးလိုပဲပြောလိုက်ပါရဲ့ညီမလေးလားအမလားမသိညီမလေးလို့တော့ပြောလိုက်ပြီအသက်လည်းမှန်းခင်နော်အသက်လည်းမှန်းခင်ကြဘာမှမလုပ်ဘူးပေါ့နော်ဘာမှမလုပ်ဘူးပေါ့နော်အသက်ကလေးလည်းမှန်းခဲ့ကြပါဦးဟိုညီမလေးတယောက်မမတက်ဘယ်နဲ့လဲလို့လာမင်းနေပေါ့နော်သူ့ကိုပြောပြလိုက်တယ်ပေါ့နော်သူကကျောင်းပေါ်မှာဟိုဟာလေးအောင်ထားတာအသေးလားသူကကျောင်းသားမှာလာလောက်ထားပဲဆက်ဦးဆုံးခုံတော့ကတော့စီတီမန်နာမှာပေါ့သူအများကြီးလောက်ထားနော်သူခုံလုံးနိုင်နေတော့တော်လဲတော်ရနော်ဒီဟာယူသူဘယ်လိုမျိုးရှာထားလဲမသိဘူးအမအောင်မှမရှာတတ်ဘူးဒါတော့ကူလေးရောထင်ပါတယ်ဒီအိမ်မှာပေါ့နော်နေလို့ရပါတယ်ဒါတိလေးနေရောလုံးလို့မရတော့ဘူးပေါ့နော်အခုဆိုရင်တော့နိုင်သွားပါပြီရှင်အမလေးတမ်နိုင်သွားပါပြီကျောင်းပေါ်မှာတွားလောက်ထား
Hai luôn rồi mẹ. Bọn nó bye bye. Bye bye mẹ mình lại đi nó nhà mà đi. Bye bye.